အဲ့ဒီအချိန်မှာဂျန်းဂျန်းကစစ်နက်ဖျားကိုမေးတယ်တကယ်လို့သူ့မှာနတ်ရိုးမရှိတဲ့တာမန်လူသားအဖြစ်ပဲရှိနေသေးရင်မင်းသူ့ကိုဇနီးဖြစ်လက်ထပ်မှာလားအဲ့ဒီမေကွန်းကစစ်နက်ဖျားရဲ့မျက်နှာကိုချက်ချင်းတိတ်ဆိတ်သွားစေခဲ့တယ်တစ်ချိန်ကသူချစ်တယ်လို့ပြောခဲ့တဲ့မိန်းကလေးကိုသူ့မာနထက်ပိုရေးမပေးခဲ့ဘူးစစ်နက်ဖျားကအချိန်တော်ကြာတိတ်ဆိတ်နေခဲ့တယ်အဲ့ဒီနေ့နောက်ပိုင်းစစ်နက်ဖျားထွက်သွားခဲ့တယ်ကျမစီကိုလည်းထပ်မလာတော့ဘူးနှစ်ပေါင်းများစွာကြာသွားခဲ့တယ်တနေ့မှာတော့ကောင်းကင်ဘုံကသတင်းတစ်ခုရောက်လာတယ်အိမ်ရှိမင်းသမီးချင်းကျွမ်းအားကွာရှင်းခံလိုက်ရပြီသူမမွေးထားတဲ့ကလေးမှာနှဆိုးသွေးပါနေတဲ့အဲ့ဒီသတင်းကြောင့်ကောင်းကင်ဘုံတစ်ခုလုံးတုန်လှုပ်သွားခဲ့တယ်တစ်ချိန်ကလူတိုင်းချီးကျူးခဲ့တဲ့ဇက်လိုက်မင်းသမီးနောက်ဆုံးမှာတော့အရာအလုံးဆုံးရှုံးသွားခဲ့တယ်အိမ်ရှိမင်းသားကလည်းဝမ်းနေဖို့တောင်အချိန်မယူပဲရက်ပိုင်းအတွင်းအိမ်ရှိမင်းသမီးအစ်စ်တင်မြောက်လိုက်တယ်ဂျန်းဂျန်းကသတင်းကြားရရေးလိုက်တယ်ကြည်စမ်းသူကတကယ်ပဲဘသူ့ကိုမှမချစ်ခဲ့တာပဲအချစ်လို့ထင်ခဲ့တာတွေတကယ်တော့ပိုင်ဆိုင်လိုစိတ်တက်တက်ပဲဖြစ်နေခဲ့တာဒါပေမဲ့ဒါတွေကကျမတို့နဲ့မဆိုင်တော့ဘူးတနေ့မှာတော့ကျမတို့နှစ်ယောက်မိဘမဲ့ကလေးနှစ်ယောက်ကိုတွေ့ခဲ့ကြတယ်သူတို့ရဲ့မိဘတွေကနတ်ဆိုးတွေရဲ့လက်ချက်နဲ့တေဆုံးသွားခဲ့တာတနာစရာကောင်းလွန်းတာကြောင့်ကျမတို့သူတို့ကိုမွေးစားဖို့ဆုံးဖြတ်လိုက်တယ်ကောင်မလေးရဲ့နာမည်ကရှမ်းညံကောင်းပြီးဘာတင်တင်မြန်တက်တယ်ကောင်လေးကတော့ရှမ်းဝမ်မျက်နှာလေးကချစ်ဖို့ကောင်းပေမဲ့ကျင့်ကြံရမှာတော့တကယ်ကိုပြဿနာရှာသူလေးဆရာကျွန်တော်မတော်တဆပါနတ်ဆေးအိုးတစ်ခုလုံးမိခိုးတွေထွက်နေတာကိုကြည့်ပြီးကျမခေါင်းကင်မိသွားတယ်မင်းနတ်ဆေးအိုးကိုထပ်ဖောက်ခွဲလိုက်ပြန်ပြီလားရှမ်းဝမ်ကချက်ချင်းထွက်ပြေးတော့တယ်တစ်ဖက်မှာဂျန်းဂျန်းကတော့ရေးနေတယ်ရပါတယ်နတ်ဆေးတွေအများကြီးရှိသေးတယ်ပြတ်သွားလဲပြန်ဆောက်လိုက်ရုံပဲရှမ်းညံကတော့တက်ပြင်းချလိုက်တယ်ဆရာနှစ်ယောက်လုံးအားကိုးလို့မရဘူးဒီအိမ်ကိုကျမပဲထိန်းရတော့မယ်အဲ့ဒီစကားကြတော့ကျမနဲ့ဂျန်းဂျန်းနှစ်ယောက်စလုံးရင်မောမိကြတယ်ဒီလိုရိုးရှင်းတဲ့ဘဝလေးဒါပဲကျမတို့အမြဲလိုချင်ခဲ့တဲ့ဘဝလှည့်စားမှုမရှိဘူးအဆောင်မယားတွေမရှိဘူးနောင်တတွေလည်းမရှိဘူးကိုချစ်တဲ့သူတွေနဲ့ငြိမ်းငြိမ်းချမ်းချမ်းရှင်သန်နေဖို့ပဲ